ဆိုတော့ကျေးဇူးတင်တယ်ယနေ့ကျမ်းပိုက်အရင်ဖတ်ရအောင်ဟေရှာယ53အငယ်9ကလည်းဖတ်မယ်အငယ်9မှာပြောတယ်လေဆိုလို့ရှင်တော့ထာဝရဘုရားမိန့်တော်မူသည်ကငါဤလူတို့ကိုအကြောင်းမရှိsorry ငါစနစ်ကိုဖတ်လိုက်တာ sorry ငါအငယ်ကထိုသူဒီငါတို့လွန်ကျူးခြင်းအပြစ်များကြောင့်နာချင်စွာထိုးနှိမ့်ခြင်းနှိမ့်ဆက်ခြင်းကိုခံရလေ၏ငါတို့ဤငြိမ်သက်ခြင်းချမ်းသာကိုဖြစ်စေသောဆုံးမခြင်းဒီသူ့အပေါ်၌တက်ရောက်၍သူခံရသောဒဏ်ချက်အဖြစ်ငါတို့ဒီအနာရောဂါပျောက်လက်ရှိ၏ယောမ4:25ထိုသခင်ယေရှုသည်ငါတို့အပြစ်ကြောင့်အနှံ့ခြင်းကိုခံတော်မူ၏ငါတို့သည်ဖြောင့်မတ်ရာသို့ရောက်မဲ့အကြောင်းထမြောက်တော်မူ၏အာမင်ပြီးမှ1 Corinthians အငယ်15 1 Corinthians chapter 15ခန်းကြီး15အငယ်3မှာဖတ်ရအောင်3မှာငါဒီကိုယ်တိုင်ခံယူသည့်အတိုင်းတင်တို့အားရှေးဥစွာအပိတော်အကြောင်းအရာမူကားခရစ်တော်သည်ကျမ်းစာလာသည့်တိုင်ငါတို့အပြစ်ကြောင့်အတေခံတော်မူ၏ဟေဘရု9:28မှာပြန်ဖတ်ရအောင်ခုနဖတ်တော့ဖတ်ပြီးသားပဲဒါပေမဲ့ကျွန်တော်ခုနဆက်လို့မရတဲ့အခါမှာကျွန်တော်နားလိုက်တဲ့အတွက်ကြောင့်အခုပြန်ဆက်ရတာဖြစ်တယ်9:28ထိုနည်းသူခရစ်တော်သည်လူများအပြစ်တို့ကိုခံခြင်းဟာတခါတည်းကိုပူဇော်ပြီးမှနောက်တစ်ဖန်ထိုသခင်ကိုမျှော်လင့်လျက်နေတော်သူတို့ကိုကယ်တင်ခြင်းအလုံးငါအပြစ်နဲ့မဆိုင်ပဲပေါ်ထွန်းတော်မူလက်တံအပြစ်နဲ့မဆိုင်ပဲပေါ်ထွန်းတော်မူလက်တံပြီးမှတစ်ပေအခန်းကြီး24-25ငါတို့ဒီအပြစ်နဲ့ဆိုင်သောအရာ၌အတည်ဖြစ်၍ဖြောင့်မတ်ခြင်းအရာ၌အသက်ရှင်စေမယ့်အကြောင်းအပြစ်နဲ့ဆိုင်တဲ့အရာမှာကျွန်တော်ကအတည်ပဲတဲ့ဒါပေမဲ့ဖြောင့်မတ်ခြင်းအရာနဲ့အသက်ရှင်စေမယ့်အကြောင်းငါတို့အပြစ်များကိုကိုတိုင်တစ်တိုင်မှာခံတော်မူပြီးဒဏ်ချက်တော်များအားဖြင့်တင်တို့အနာပျောက်ရရှိကြ၏တင်တို့အနာပျောက်ရရှိကြ၏ဒဏ်ချက်တော်အားဖြင့်နဲ့အနာပျောက်ရရှိကြ၏တင်တို့ဒီအထက်ကလမ်းလွှဲ၍ပျောက်တော်သူကဲ့သို့ဖြစ်ကြ၏ယခုမူကားတိုးထင်းတီးဟူတော့တင်တို့၏ဝိညာဉ်ကိုအုပ်ဆိုးကြည့်ရှုတော်မူတော့အရှင်ထံသို့ရောက်ကြပြီအရှင်ထံသို့ရောက်ကြပြီဟာလေလုယာအာမင်ပြီးမှဂျေမ်စငါအဂျမ်အငယ်အဂျမ်ခန်းကြီးငါအငယ်15မှာပြန်ဖတ်မယ်အကုန်လုံးအရင်ဖတ်မယ်အချိန်တိုးလေးပဲကျွန်တော်ယူမယ်အငယ်15ထို့တုပြုလျင်ယုံကြည်ခြင်းဤပထနာဒီလူနာကိုကယ်ဆယ်၍ယုံကြည်ခြင်းဤကိုယုံကြည်ခြင်းနဲ့ပထနာတဲ့ယုံကြည်ခြင်းရဲ့ပထနာတရားစကားတီဒနာစကားခယူနာစကားအဲ့ဒါပထနာလို့ခေါ်တယ်ဒီစကားကလူနာဒီ
ပထနာဒီလူနာကိုကဲဆယ်တယ်လို့ပြောတယ်တဲ့အဲ့ဒါအရင်အလေးအတိတ်ပဲကောင်းတယ်ပထနာဒီလူနာကိုကဲဆယ်၍တခင်ဖျားဒီသူ့ကိုထားမြောက်စီတော်မူမိသူဒီအပြစ်ပြုမိတော်လေထိုအပြစ်ကိုလွတ်မိသူဒီအပြစ်ပြုမိတော်လေထိုအပြစ်ကိုလွတ်မိဟာလေလုယာအာမင်ဘလို့ကောင်းလဲဆိုတော့ပြီးမှနောက်ဆုံးအနေနဲ့ကျွန်တော်ရှင်းမှတ်တဲ့အခန်းကြီး8အငယ်7ကိုဖတ်မယ်အငယ်7မှာမပြောရလဲဆိုလို့ထိုအကြောင်းအရာမူကားဒီဟာကခုနဟေရှာယတို့ဘာလို့မကူအရင်ဟောပိတာအရာကိုသူကယေရှုခရစ်အသက်ရှင်ကာလမှာဝန်ခံထားတာလေအဲ့ဒီအကြောင်းအရာဖြစ်တယ်ဆိုတော့ထိုအကြောင်းအရာမူကားသူဒီအကျွန်ုပ်တို့အနာရောဂါဝေဒနာများကိုယူတင်ဆောင်ရွက်လေသည်ဟုအနာရောဂါဝေဒနာကိုသူကယူတင်ဆောင်ရွက်တယ်အဲ့ဒါယုံပြီးပို့လို့ရတာယုံပြီးမှကိုယ့်အသက်ကျမ်းမာခြင်းဖြစ်မှာလေယုံကြည်ခြင်းဆိုတာအရင်အမှသူဒီအကျွန်ုပ်တို့အနာရောဂါများကိုယူတင်ဆောင်ရွက်လေသည်ဟု Prophet ဟေရှာယဟောဖူးသောစကားပြည့်စုံမဲ့အကြောင်းဖြစ်သည်အဲ့ညမှာပါနတ်ဆိုးတို့16မှာနတ်ဆိုးကိုနှင်ထုတ်တယ်အနာရောဂါတော့နာတော်သူရှိသမျှတို့ကိုတက်တာစီတော်မူတယ်ဆိုတာ16မှာရေးတယ်ဆိုတော့နာတော်သူဒီနာပင်းတဲ့လူဒီမျက်စိကန်းတဲ့လူဒီတွေးသွင်းတဲ့သူဒီသူမြတ်ဝါချင်းတင်တော်မြင်နေကြတာအဲ့ဒါကဘာလဲဆိုတော့အရင်တော့ဟေရှာယပြောခဲ့ဖူးတဲ့ဟာပဲဆိုမှတစ်တည်ပြတာလေဆိုတော့အဲ့ဒီတစ်တည်စကားကိုဒီမှာပြန်ရေးတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကအဲ့နေရာမှာဘာဖြစ်လို့မခံစားနိုင်တာလဲကြမ်းမှချင်းဆိုတော့မယုံလို့လားဆေးပဲမြည်ဝေးလို့လားဒါပေမဲ့ဒီလိုဆိုတော့ဆေးမတော့ပဲနေမှာလားဒါပေမဲ့ကိုကတခုနားလေဖို့တော့လိုတယ်တချို့လူတွေကငါဆေးနဲ့ကြမ်းမှသွားတာဖရားရဲ့တကူတော့မဟုတ်ဘူးလို့တချို့လူတွေကပြောတတ်တယ်ဒါပေမဲ့လည်းဆေးကဖရားဖန်ဆင်းတာဖြစ်တယ်ဟာလေလုယာဥပမာဖရားခင်ကကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတယ်လို့ပြောတယ်လေတိဝါတိပင်အစိတ်အတော့ပင်နဲ့အစားပင်တီးပင်အရာအလုံးနဲ့တရိษံကိုလည်းဖန်ဆင်းတာဖြစ်တယ်ဟာလေလုယာမြေđấtအမျိုးမျိုးကိုဖန်ဆင်းတာဖြစ်တယ်တတ်ထုရွှေငွေရတနာကြောက်မြက်ရေနံနေရှိုကက်ကက်စ်မျိုးမျိုးကိုလည်းဘုရားဖန်ဆင်းတာဖြစ်တယ်ဟာလေလုယာဆိုတော့အဲ့ဒီစေဝါရွက်ကဘယ်လာတယ်လဲမိုတီတီတမီပင်ကတီရွက်ကလာတာဒီတီရွက်မိုကဘသူဖန်ဆင်းတာဘုရားဖန်ဆင်းတာပဲဘယ်အရာမဆိုဘုရားဖန်ဆင်းတယ်ဒါပေမဲ့ယုံတတ်ရင်တော့ထိုဖန်ဆင်းသောအရာကိုမတုံးမဲ့တကူတော်အဖြစ်လဲအများကျမ်းမာတယ်ကျမ်းစာမှာဒါတကူတော်အဖြစ်ကျမ်းမာတာဒါယုံကြည်ခြင်းယေရှုခရစ်ကသူအသက်ရှင်ကာလ၌သူကျမ်းမာခြင်းကိုပေးတဲ့အချိန်မှာသူဘယ်လိုကျမ်းမာခြင်းကိုပေးတယ်လဲဆိုတာကိုကျွန်တော်တို့သူကျမ်းမာခြင်းပေးပုံနည်းနည်းလေ့လာကြည့်အောင်ကျွန်တော်တို့ယုံကြည်တတ်အောင်လေနီးတိမှာလောက်တတ်တယ်လေကျွန်တော်ကားအရင်ပြင်းတယ်အရင်တော့ကကျွန်တော်ငယ်ငယ်တော့ကားဝါသနာပါတယ်ကျွန်တော်ဝါသနာကကားတကယ်ဆက်ကားကိုဝါသနာပါတာကျွန်တော်ငယ်ငယ်တော့မှကျွန်တော်အကြောင်းနည်းနည်းပြောမယ်အဲ့ဒီအကြောင်းမပြောခင်မှာသင်ခန်းစာယူစကောင်းတာတော့မဟုတ်တော့ဘူးထင်ပါတယ်ဒါပေမဲ့တခြားကောင်းတာကျွန်တော်မှမရှိလို့အဲ့ဒါလေးပဲပြောမယ်ဆိုတော့ကျွန်တော်ငယ်တော့မှဟိုဟာလောက်တစ်နှစ်နှစ်အရွယ်လောက်မှလေတယောက်တည်းအိမ်မှာထားခဲ့တဲ့အချိန်မှာကျွန်တော်အဖေကကျောင်းဆရာလုပ်တယ်ကျွန်တော်အမေကတောင်ရခုတ်တယ်
ကျွန်တော်ကတစ်နှစ်အရွယ်ဆိုဘယ်မှခေါ်လို့မရဘူးအိမ်မှာထားခဲ့တာကျွန်တော်တယောက်တည်းကစားလို့ရတယ်ဆိုတော့အိမ်မှာကျွန်တော်အိမ်ကနည်းနည်းဟိုအိမ်ဆောင်ကဒီလိုမြေအိမ်အောက်ကဆောင်းတယ်ဆိုတော့အဲ့ဒီအိမ်အောက်ဆောင်းတဲ့နေရာမှာဘာလို့တလဲစကားလန်းဖောက်တာတီလေးဒီလောက်လို့ကားလန်းဖောက်ပြီးမှဒီလိုမျိုးခြံခွက်ဒီလောက်ပြီးမှခေကားတွေလုပ်တယ်ကျွန်တော်ကဒီတားလေးတွေနဲ့လေတရားတွေလုပ်တယ် sorry တရားတွေလုပ်ပြီးမှအဲ့ဒါကိုတနေကုန်ဆော့တာဘိုက်စားချင်းမတော်စားတယ်သမင်းတို့ထားပေးတယ်တာပဲကားအရင်ဝါသနာပါတာပြောချင်တာလေဆိုတော့ဖားခန့်ရောက်သွားတယ်နောက်ကြတော့ရွေရောက်ပြီးမှဖြတ်ပြီးမှပြောလိုက်ပြီဒီစိတ်ပြောတော့စိတ်ဝင်စားချင်မကောင်းဘူးဆိုတော့ဖားခန့်ရောက်တဲ့ခါမှာရွှေမော်ရောက်တော့ရွှေမော်မှာသူများစက်ပြင်းနဲ့ထိုင်ကြည့်တာတနေ့ကမေးပူခံပြီးမှသူလို့တဲ့ဟာကိုကြည့်တာကိုကပင်တတ်တာလည်းမဟုတ်ဘူးဒါပေမဲ့ဝါသနာလေဝါသနာဆိုတော့သူတို့ဘလို့လို့တယ်လေဘေကနေဘလို့လဲတယ်ဆိုတာလေမပြင်းမဲနဲ့ကြည်တာနဲ့နားလေနေပြီအဲ့မှာနားလေနေပြီတကယ်ပြောတာဆိုတော့အဲ့လောက်ဝါသနာပါတယ်ဆိုတော့ဒီရောက်ကြကိုပိုင်ကားဝေရတယ်ကျွန်တော်မျိုးတင်ကြည့်တယ်ကိုပိုင်ကားဝေတော့ကိုပိုင်ကားကိုပြက်တဲ့ခါဘလို့လားအကုန်လုံးဖြုတ်ပလိုက်တာအကုန်လုံးဖြုတ်ประตูပါပြောတယ်你大力ဖြုတ်လာတယ်ဒီလောက်လောက်နဲ့ဆွေးလာပြီးမှပြတယ်လေဟာဒါလည်းပြောတာခဏလေး你မလုပ်တဲ့ဘယ်နည်းကြည့်နင်းတဲ့ငါနဲ့စကားများမယ်ဆိုမှ तू ပြောသေးတယ်လေကျွန်တော် Q တော့မဆိုင်ဘူးနီးကြည့်ထားတယ်လေမြင်ထားပြီးပြီဆိုတော့လေဒီမှာလည်းသူတို့ YouTube မှာလည်းလုပ်ထားတယ်လေနော်ဟိုမှာကျွန်တော် mechanic တွတ်တက်ဆောင် YouTube မှာလည်းကြည့်လို့ရတယ်စိတ်ဝင်စားတယ်လို့အလိုတတ်တယ်လေဆိုတော့ဟိုမှာ DCO ရ CDO ရtesting လုပ်တဲ့dynamo ဟွာဒီပေါ့နော်multimeter ဒီ diagnostic computer တွေအကုန်လုံးဝယ်ကျွန်တော်သူတို့ဟာလုပ်တဲ့ဟာကိုလိုက်လုပ်ပြီးမှသူတို့ test လိုက် test စမ်းကြည့်တော့အကုန်ရတယ်အစိတ်ဝင်စားတော့တိလို့လွယ်တယ်ကျွန်တော်အကုန်လုံးအဲ့ဒါကိုဟာကိုပဲ scan တယ် engine check ပြရင်လဲနီးတိထားတော့ဆိုလို့ချင်တာပါလဲဆိုနီးတိထားတော့လုပ်လို့ရတယ်ထိုနည်းသူစွာပဲဖယားရဲ့နီးတိရင်တော့ကျမ်းမာချင်းကိုလွတ်လေးနဲ့ယူလို့ရတယ်အတားလေးယူလို့ရတယ်အေးဆေးလေးနဲ့ပေါ့ကျမ်းမာချင်းဆိုတာကမကျမ်းမာတဲ့လူတွတ်တော့တကယ်ရွှေငွေရတနာထက်တော့မှစေးကြည့်ရနော်ကျွန်တော်ကိုဗစ်စတော့မှကျွန်တော်တရုတ်လီကဗီဒီယို short clip ပေါ်တော့သူတို့လွှတ်တာတွေ့တယ်ဒီငွေကငါ့ကိုမကယ်ဘာလို့မလဲဆိုပြီးမှဖြန့်လိုက်တာလေကျဲပလိုက်တာလေသူကတီးရမယ်ဆိုတော့လေနော်ငွေရလည်းမကယ်နိုင်တော့ဘူးတီးရမယ်ဆိုတော့ဘာဆရာဝန်ကလည်းမကယ်နိုင်ဘူးဘယ်လောက်ထိတရုတ်ပြည်မှာဆိုးတယ်လဲကိုဗစ်ရတဲ့အင်ထော်မီတာစုကိုအပင်ကလည်းပန်နဲ့ခပ်ပြီးငိုရင်းစော်ထည့်ပလိုက်တာတအိမ်လုံးတီးအမြအကြီးတီးတယ်လို့ပြောတယ်သူတို့တည်ဝင်ကြုံရတာကနည်းနည်းလေးပဲခမ်းဟန်းချင်းနဲ့ပြောခါမီလီယံလိုက်လူတည်တယ်လို့ပြောတယ်သူအမောင်ချပလိုက်တာလေသူတရင်ကအမောင်ချပလိုက်တာလေဆိုတော့အဲ့ဒါကနိုင်ရှင်ချက်များသွားပြီအဲ့ပြန်ထားလိုက်ရအောင်ဆိုတော့ကျွန်တော်ဆိုလိုချင်တာဗာလဲကွာနီးတည်ထားရင်တော့ဖခင်ရဲ့နီးပေါ့နော်အဲ့ဒါခရစ်တော်ရဲ့နီးလေးကိုနည်းနည်းလေးဖတ်ရအောင်ကျွန်တော်လည်းနားမလဲပါဘူးတုတ်တုံရလည်းအတူတူကခံယူတာပေါ့ဆိုတော့လုကာရှစ်အခန်းကြီး48မှာပထမဆုံးအရင်ဖတ်မယ်လုကာရှစ်အခန်းကြီး48ခေါ်ကလည်းဖတ်မယ်46ကနဲ့ဖတ်မှနည်းနည်းတာယူပြီးဆုံးတယ်ယေရှုကလည်းတစုံတယောက်တော်သူဒီငါကိုတို့လေပြီငါကိုတို့လေပြီငါကိုမှာတကူထွက်ဒီကိုငါတိဤဟုမိန်တော်မူ၏ထိုမိန်မာရီမိမိပုံးဆောင်၍မနေနိုင်ဒီကိုတိလျင်တုံလှုပ်ရက်လာ၍အဘေကြောင့်တို့ဒီကို၎င်းချက်ချင်းချမ်းသာရဒီကို၎င်းလူအပေါင်းတို့ရှိမှပျောက်ဝန်းလျက်ကြားလျှောက်လေကိုရောကလည်းငါတမီမစိုးရိမ်နဲ့တင်ဤယုံကြည်ခြင်းဒီအနာကိုငြိမ့်စေပြီဟာလေလုယာညီဝတ်စွာတွားလောဟုမိန်တော်မူ၏ယေရှုကဘာလုပ်တယ်လဲဆိုလို့ရှိရင်တော့ဟေး
Jamalo, I make me baby. Now, Chino, the Lopiolo, Jamalo, I make me penelo, so Ram Hobule. To load the Hakovecino Pura. So, hey, Jamalo, I make no my baby. Do ye young China to a ya you like a pide. Google and you yama pide. I know what Jamma me. So we ma, so don't be like Jamma Mahobu. Come ya go like a young Bima, Jamma Chingo you yama pide. Eraco Sura pide. Hallelujah. Hallelujah. Sia Sama Babu, go and me pide. Chodia Siazata Alo, Linga, Suton Pilo, Jamma like that. Now you only know that's Siazali. Jansaka Siazama Babu, go and kill him pide. Hallelujah. Kau Jimmy kela ayah yura kuku dan pilih pide. Ada tip dah nile, dah ni. Ngajar mabi. Haleluya. Kuna siapa orang na nile. Ado cinta bi. Nakat ada jam mabi. Nile, dah nile le. Dah alat tu be. Tu be. Dah kuaca mu mesti alat tu be. Surau. Tidak perlu le. No tak kaso siapa melobu ku macam mana le. Siapa melobu. Yesus apa ngajar mare. Haleluya. Haleluya. Tapi siapa no tong kain nebo no. Dah aku lo di lo biolai lo siapa lah asia kami am lo buku aku yumusur. Dah le makong biar mule. Kami am matai nak aku yulu ya le aku yang jibida le Yesus Kristus tadi mi besar. Dah le ada le macam mana mimpi macam dah le makong piat ke lo mesti lo le. So siapa no asia cino jama me siapa sutong piwa. Dah tiap le tiap tim macam macam Pihaka ayan alusi le tiap le tiap tim macam macam surale. Ayan alusi le. Tin ya tim aku piu ino ko ya tim aku le tu piu la le me. Sura consequence wo. Ajo aseka back na bo reverse pian lo le. Ko si ka thot to la yong pian hat de uma ni ya la ko thu lai la kwa. La ga pian yong pian lu da kwa. Tu ba cô ye miết ta yong piang hat de cô yong chi chinga cô piang hat de cô ye tim ha piu chinga cô piang hat da le so ro cô a lu tia ko kong kong saka pyo lai no kong kong le tu a pian la pyo ma be se chi lai le ba pian la le chet chin mo no along la ke lai thwa la so ro a be ai di tabo be so ro a tim ha piu chin so ayan lu de da me phaya tkin pi tha ra pi tha de chino lo let net ka roကိုယ်ယူရတာဖြစ်တယ်ကိုယ်ယုံကြည်ဖို့ဖြစ်တယ်အဲ့ဒါပြီးမှအဲ့ဒီအထောက်အမအတွက်လုကာ16မှာနည်းနည်းပြန်ဖတ်ရအောင်အကူကြီးပြန်တောင်းရအောင်ပေါ့လုကာ16တင်ထား၍တော်လောတင်ဤယုံကြည်ခြင်းနှင့်တင်ဤအနာကိုငြိမ့်စေပြီဟုထိုသူအားမိန့်တော်မူ၏ကြည်တင်ဤယုံကြည်ခြင်းနှင့်တင်ဤအနာကိုငြိမ့်စေတယ်လို့ပြောတယ်ကိုယ်တိုင်ပြင်လင်ဖြစ်တယ်ခရစ်တော်ကအမိန့်ချဆရာတော်မှမလိုတော့ဘူးခရစ်တော်ကိုယုံလိုက်တာနဲ့ခုနကတိုးလိုက်တဲ့တွေးတွန်းတဲ့အမျိုးသမီးပေါ့နော်တိုးလိုက်တဲ့ဒါပေမဲ့သူတိုးလိုက်တဲ့ကြောင့်မို့သူငါ့ကိုဆဲမလားသူတုံလှုပ်တော့တုံလှုပ်တယ်ဒါပေမဲ့ယေရှုကမစိုးရင်နဲ့ဟာလေလုယာထို့တော့ဖခင်ဖြစ်တယ်ကျွန်တော်တို့ကယုံကြည်ခြင်းရှိပြီဆိုရင်တော့မကြောက်နဲ့မတုံလှုပ်နဲ့အဲ့ဒါလည်းအရင်ရေးကြည့်တချို့ကငါဒီလှုပ်လိုက်တော့မှားသွားမလားတွန်းနို့နဲ့မလှုပ်ရဲတာတွေယုံကြည်ခြင်း၌တတိမရှိတာတွေလေအဲ့ဒါတွေအများကြီးတွေ့ရတယ်ကျွန်တော်တို့ယေရှုခရစ်တော်အတင်းရက်တည်မယ်လို့ပြောတဲ့အခါမှာအယံခွန်အားရကြတယ်အဲ့ဒီချက်အင်းကညီကိုတွေပေါ့နော်ဒါပေမဲ့လည်းသူတို့ကမယုံဘူးအတင်းတော့ကိုအယမယူဘူးတွန်းနိုးနဲ့ဆိုတော့သူတို့ရဲ့မယုံကြည်ခြင်းကသူတို့ကိုဘယ်ကိုဆွဲတာလဲနောက်ကိုဆွဲလိုက်တာနောက်ကိုဆွေးလိုက်တော့သူတို့အစည်းအဝေးပြက်သွားတယ်အဲသူတို့ကိုရှုံချလို့ပြောတာမဟုတ်ဘူးအဲ့တင်ခန်းစာရတဲ့ဟာကိုကသူတို့အပေါ်နဲ့တင်ခန်းစာရတဲ့ဟာကိုပြောတာဆိုတော့
အမိမဖမ်းလိုက်ဘူးလက်လွတ်သွားတယ်ခရစ်တော်ရဲ့ဘုန်းထင်ရှားဖို့သူတို့ထိုအခွင့်အရေးဆုံးရှုံးသွားတယ်ယေရှုခရစ်ကဘာပြောလဲငါကိုရှက်ကြောက်တော်သူတွေငါဒီလဲထိုသူကိုရှက်ငါကိုညင်ပေတော်သူတွေထိုသူတွေငါခမဲတော်ရှင်း၌ညင်ပေရလိမ့်မယ်လို့ပြောတယ်လေဆိုတော့ယေရှုခရစ်အားဖြင့်နဲ့တင်ဟာအမှုတော်၌တွန်းနိုးဖြစ်နေတယ်တန်တရားလီနဲ့ဖြစ်နေတယ်ယေရှုတတိမရှိဘူးကို၌လက်နဲ့အစုံပါပြီးမှဒီဟာကိုအပိုင်သိမ်းနိုင်တဲ့ဆိုတဲ့ယုံကြည်ချက်မရှိဘူးဆိုလို့ရှင်တင်ကအခွင့်အရေးဝိညာဉ်ရေးခွင့်ရဆုံးရှုံးသွားမှာဖြစ်တယ်ခုနစွန့်ကြဲလိုက်တဲ့ကောင်းချီးမင်္ဂလာဒီလက်ဆုံးရှုံးသွားမှာဖြစ်တယ်မရှုံးဘူးတော့ပြောဒါအဲ့ဒီကောင်းချီးမင်္ဂလာအတွက်လဲဝိညာဉ်အတွက်ပဲအခုစွန့်ကြဲတာဖြစ်တယ်ဆိုပြီးမှဝိညာဉ်ရေးဆိုတာကယုံကြည်ခြင်းနဲ့လည်းစွန့်ကြဲရတာဖြစ်တယ်ဆိုတော့ပတ်စံတစ်ခုထဲနဲ့မဟုတ်ဘူးနီးအမျိုးမျိုးနဲ့စွန့်ကြဲရဖြစ်တယ်အာဗြဟံဒီကကြတော့ဘာနဲ့စွန့်ကြဲတယ်လဲဆိုတော့ယုံကြည်ခြင်းနဲ့စွန့်ကြဲတာသူယုံကြည်ခြင်းကိုဘုရားကစားတယ်အာဗြဟံကိုကဲနှုတ်နဲ့ပြားရည်စီးရတော့ပြောတယ်နှုတ်နဲ့ပြားရည်စီးတဲ့နေရာငါပြလက်တန်တော့ပြီးတခါတည်းထားပြီးမှသွားတယ်သူလဲတိတ်မမေးတော့ဘူးဘာမှမမေးတော့ဟိုမှာအဆူပြင်ရှိတလားကဘာရှိတလားရေရှိတလားဘာရှိတယ်လဲညာရှိလုံးဝမမေးဘူးတခါတည်းထားပြီးမှသွားတယ်အဲ့ဒါမျိုးယုံကြည်ခြင်းဘုရားကလို့တာဖြစ်တယ်ဒါပေမဲ့ဟိုရောက်ပြန်တော့လဲထားမှသွားတာကောင်းပြီဒါပေမဲ့ဟိုရောက်ပြန်တော့လဲဘာနဲ့သွားတွေ့လဲကန္နရာပဲဘာလို့မှမတွေ့ဘူးဘာပြားရည်မှမရှိဘူးဘာမှကိုစားစရာမရှိတဲ့နေရာအဲ့ဒါကိုဘုရားကပြင်มาလဲဆိုမှအရှိသွားလိုက်နောက်သွားလိုက်တောင်သွားလိုက်မြောက်သွားလိုက်တော့အကုန်လုံးပတ်လိုက်တယ်ဘယ်မှသူကနှုတ်နဲ့ပြားရည်စီးတဲ့နေရာကိုမတွေ့ဘူးမတွေ့တော့တဲ့အချိန်မှာဘုရားကပြန်စကားပြောတယ်အာဗြဟံမနေ့ကတင်သွားတဲ့နေရာအားလုံးဟာကာနနာအားလုံးဟာသင်ကငါပေးတယ်ကာနနာလို့တော့မပြောဘူးမနေ့တင်နင်းပြီးသားချီနဲ့နင်းပြီးသားအရာအားလုံးကိုသင်ကငါပေးတယ်လို့ပြောတယ်ဟာလေလုယာအာမင်ဆိုတော့သူယုံကြည်ခြင်းကဆက်ရှိတော့ပဲဒါပေမဲ့ကာနနာကြည့်ရင်တော့ယုံစရာတော့မကောင်းဘူးနော်လူအနေနဲ့ကျွန်တော်အချင်းတယောက်ကကားကြီးမောင်းတယ်လေUSA မှာကားကြီးမောင်းတော့ဘလို့လဲ USA ကနေအကုန်လုံးကားကြီးမောင်းစတိ50ကိုပတ်ရတယ်လေနော်အလက်စကားတော့သူမောင်းတယ်လေတနိုင်ငံလုံးပတ်ပြီးမောင်းတယ်လေချကြီးပေါ့ကျွန်တော်မေးတယ်လေသူရောက်လာတဲ့ခါမှာဘလို့လဲ3လလောက်မှတစ်ခါရောက်လာသူကအိမ်ကိုလေဘလို့လဲကားကြီးမောင်း USA အကုန်လုံးပတ်ပြီးဆိုတော့ဘလို့လဲ USA အချင်းနေဟာ USA အချင်းနေကတော့ဗမာပြည်နေတော့ငါတို့ငတ်မှာတယ်ဘာမှမရှိဘူးကာနရာပဲဟုတ်လေနော်ကျွန်တော်ကဘာမှလုပ်တတ်တာမဟုတ်စပါးဆိုင်လည်းကြောက်ပေါ်မဆိုင်ပြီးမှစားတဲ့လူမျိုးမဟုတ်ဘူးလေနော်မြေကောင်းမှစပါးရတာဆိုတော့ဘုရားကောင်းချီးပြီးတော့သူတို့ကကိုနီးပညာနဲ့ဆက်ပြီးနီးပညာလုပ်လိုက်တော့ကြောက်ပေါ်မှာလည်းသူတို့ဟွာရီလေကျွန်တော်ဝိဘက်မှာဆိုလို့ရှိရင်ကြောက်ပေါ်မှာပဲကြောက်အောက်မှာကြောက်ပေါ်မှာပဲသူတို့မြေကြီးလောင်းပြီးမှဘာလုပ်တယ်လဲဒီပန်းတီးစိုက်တာလေအတကုံတီးတယ်အပင်အနီးပညာပေါ့ဘုရားကောင်းချီးမင်္ဂလာပေါ့နော်ဆိုတော့အာဗြဟံကဆက်လက်သူယုံကြည်တော့မယ်မျှော်လင့်တော့မယ်သူ့ရဲ့ယုံကြည်ချက်ကမယိမ့်မြိုင်ဘူးတဲ့ဆိုတော့ကျွန်တော်တို့ကဒီနေရာမှာယေရှုခရစ်နာမကိုကင်ထားပြီးမှကျွန်တော်တို့တွန်းဖြစ်နေတာအဲ့ဒါအယံဆိုတာအဲ့ဒါဆိုတော့ကျွန်တော်တို့ယေရှုတတိရှိဖို့လိုတယ်ခရစ်တော်ရဲ့ဝိညာဉ်ဆိုတာကိုယ်အနေနဲ့ကျွန်တော်ကတော့ဘာမှမပြည့်စုံလို့တင်ကြားတာလည်းနည်းလို့ကြားရတာလည်းနည်းလို့ဆက်ကတ်တာလည်းနည်းလို့ဆိုပြီးမှဖခင်ကအဖြစ်ပေးပါမလားဒါမျိုးတန်တရားမရှိနဲ့တင်ဟာကြားရတာဆက်ကတ်တာများလို့ကေတင်ချင်းတို့ရောက်တာမဟုတ်ဘူးဟာလေလုယာအာမင်ဆုတောင်းတာများလို့ကေတင်ချင်းတို့ကျွန်တော်တို့ရောက်ရတယ်မဟုတ်ဘူးအကြောင်းမဲ့အကျိုးမဲ့အလကားနည်းနဲ့လက်ဆောင်ရတာဖြစ်တယ်ဆိုတော့ဘာမှကျွန်တော်တို့တွန်းဖြစ်เสียမလို့ဘူး
နောက်ဆန်တင်းစရာမလိုဘူးအာရတယ်ဆိုလို့ရှိရင်ယုံပြီးမှတခါတည်းယူလိုက်ယုံမယ်ရတယ်တိုင်အားဒါရတယ်ဟုတ်တယ်ယူမယ်ခရစ်တော်အဖြစ်နဲ့လောဘကြီးဖို့ယာကုပ်ကိုကြည့်လိုက်ခရစ်တော်ကယာကုပ်ကဘယ်တော့မှတားကြီးမဖြစ်နိုင်ပါဘူးဘိုင်ယိုလိုဂျီလိုက်ရကြည့်မယ်ဆိုလို့ရှိရင်မဖြစ်နိုင်ဘူးလေနောက်မွေးတဲ့လူကနောက်မွေးတဲ့လူပဲဒါပေမဲ့လည်းရတယ်လို့ထင်ပြီးမှယူလိုက်တာလေသူကဟာလေလုယာပေးဟင်းနဲ့ပါပေးဟင်းအရင်ယူလိုက်တာညော်လင့်ဆံမကောင်းနဲ့ပေးဟင်းပေးဟင်းနဲ့တာဦးကိုဘလို့ဝေလို့ရမလဲဒါနီးပညာဘယ်မှမရှိဘူးဒါမျိုးထုံးစံလည်းမရှိဘူးဒီကဘာထုံးစံလူမျိုးရေးထုံးစံမှာလည်းလုံးဝကိုမရှိတာပေးဟင်းနဲ့တာဦးဝေနိုင်တယ်ဆိုတာဒါပေမဲ့သူယုံနိုင်တယ်ဟာလေလုယာဖျားတတ်နိုင်တယ်ဆိုတော့သူယုံတယ်ငါတာဦးကိုပေးဟင်းနဲ့လဲပလိုက်ရောခဲပလိုက်တော့အဲ့ဒါကိုနောက်တကယ်ရသွားတာလေဟာလေလုယာဆိုတော့ကျွန်တော်တို့နောက်ဆန်တင်းကြမလို့တင်မပြည့်စုံလိုက်ထားခဲလိုက်ဒါကအတုံးမကြဘူးပြည့်စုံတာလည်းထားခဲလိုက်အတုံးမကြဘူးယေရှုခရစ်အပြင်ရတယ်ဆိုတာပဲစိတ်ဝင်စားပါဟာလေလုယာယေရှုခရစ်အပြင်ချမ်းသာတယ်ဆိုတာပဲစိတ်ဝင်စားပါဆိုတော့နောက်အထောက်အမဖြစ်နေတခုနောက်ဆုံးအနေနဲ့ဖတ်ချင်တယ်ပြီးမှကျွန်တော်တို့စုတောင်းရအောင်မတ်30:52မှာကြည့်ရအောင်အလားတူအတိတ်ပဲအလားတူပါပဲဒါပေမဲ့ခွန်အားတာယူရအောင်ဆိုပြီးမှကျွန်တော်တို့ဆိုအရှင်ဘုရားအချင်းကိုမျက်စိမြင်စေခြင်းဟာပြုအရှင်ဘုရားအကျွန်ုပ်မျက်စိမြင်စေခြင်းဟာပြုတော်မူပါဟုလူကန်းလျှောက်လေတော့ယေရှုကတွားလောတင်ဤယုံကြည်ခြင်းနှင့်တင့်ကိုကဲမဘီဟုမိန်တော်မူ၏တွားလောတင်ယုံကြည်ခြင်းနှင့်တင့်ကိုကဲမတော်မူပြီဟာလေလုယာကျွန်တော်တို့ကေတင်ချင်းရဖို့ဆိုတာလေကိုရဲ့ယုံကြည်ခြင်းပဲဒါချမ်းသာခြင်းအတွက်သူပြောတာခရစ်တော်အဖြစ်နဲ့ကျွန်တော်ဟာကေတင်ချင်းတော့ရောက်ရပြီဆိုတာကိုရဲ့ယုံကြည်ခြင်းလေအဲ့ဒါနဲ့ပဲရောက်ရတာဖြစ်တယ်ဆိုတော့အလားတူပဲချမ်းသာခြင်းလဲငါဟာချမ်းသာပြီဆိုပြီးမှယူလေးနဲ့ယုံလိုက်ယုံပဲစိတ်အတဲ့ဟွာအနည်းမျိုးမျိုးကြီးစဉ်းစားစရာမလိုဘူးယူလေးပဲဒီယုံကြည်တဲ့အပေါ်၌ကိုကစိတ်မြဲဖို့ပဲလိုတယ်ငါယုံကြည်ထားတာဒါလေဘာအဲ့မှာစုံစမ်းချိနေလာမယ်အွန်နာယောဂါရဲ့ပူနာတယ်လို့လဲခံစားကောင်းခံစားနိုင်တယ်စိတ်ကူးကအမျိုးမျိုးဒုက္ခပေးနိုင်တယ်စိတ်ကူးထဲမှာစာတန်ကမမှန်ကန်တဲ့အတွေးခေါ်တွေထည့်တတ်တယ်ကြောက်စီနိုင်မဲ့အတွေးခေါ်တွေစိုးရင်စေမဲ့အတွေးခေါ်တွေခမရတာမဲ့ဤဟွာရင်တော့ကင်ဆာဖြစ်နိုင်တယ်နော်ကျွန်တော်လည်းဗိုက်နာတဲ့ခါမှာကင်ဆာများဖြစ်မလားကိုစဉ်းစားလိုက်လေအဲ့ဒါကဘာလဲဆိုကိုအဲ့ဒါက negative အတွေးတွေလေကိုဆွေးချမဲ့အတွေးခေါ်တွေဒါပေမဲ့ဖျားခင်ကိုယုံကြည်တဲ့အာဗြဟံဣဆက်ယာကုပ်တို့ရဲ့အတွေးခေါ်ကြတော့ဘာလဲဆိုအဲ့ဒါတွေကိုတခုမှမရေးထားဘူး positive ပဲငါဟာအောင်မြင်မယ်ငါဟာအရယူမယ်ငါဟာအပိုင်သိမ်းမယ်ဒါဝိလဲထိုဖျားလူကိုဘာလို့ချိန်မောင်းတာလဲငါတော့တတ်မယ်သူကငါသူဟာဝင်ဒီငါရှိနိုင်တီတကယ်တော့ဖြစ်လိမ့်မယ်အပိုင်တော့ထားတာလေဆိုတော့ဒါဖျားအဲ့လိုမျိုးကျွန်တော်တို့ကိုဒီဒုက္ခဆင်းရဲနာခြင်းအမျိုးမျိုးမယုံကြည်ခြင်းအမျိုးမျိုးရန်သူဖြစ်တဲ့စာတန်ရဲ့လက်နက်အမျိုးမျိုးကိုကျွန်တော်တို့အဲ့လိုမျိုးအပိုင်တင်ခိုင်းစေခြင်းတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဟိုအညာမှာတော့ကျွန်တော်ခုချိန်ကြည့်တော့ကြားတလောက်တော့မကြားမမာတဲ့လူတော့မရှိတော့ဘူးထင်ပါတယ်ဒါပေမဲ့လည်းဒီအရာဟာဖျားနှိုးဆိုတာတော့ဟုတ်တယ်ဒါပေမဲ့ကျွန်တော်ဒီကိုပဲယူလာခဲ့တယ်ဆိုတော့ဆူတောင်းမယ်ဘာပဲဖြစ်ဖြစ်အမျိုးသမီးလည်းပါတယ်ကိုနာတဲ့နေရာမှာလက်ခံရမယ်ကျွန်တော်ဆူတူလေးပဲတောင်းမယ်ဆိုတော့အကုန်လုံး
အလိုရှိတော့သူလာပါရှိတော့လာပါဆူတောင်းမဲ့ဆူတောင်းခြင်းနဲ့ကျွန်တော်အဆုံးသတ်ပြီးမှ chairman စင်မှာအချိန်ကိုပြန်အပ်နိုင်မယ်ကဲရှိတယ်ဆိုလို့ရှင်တော့လာလို့ရတယ်သူမဆိုโอเคAlakchi okay Alakchi okay okay Alakchi ဖြစ်တယ်ကျွန်တော်လည်း diabetes okay okay ကိုယ်တိုင်ဝန်ခံရမယ်နော်ကိုကျွန်တော် diabetes ဖြစ်တာယေရှုခရစ်အဖြစ်ချမ်းသာခြင်းကိုအရယူပြီးဆိုတာလေနော်ကိုယ်တိုင်ကဝန်ခံရမှာ okay Alakchi နော် Alakchi Amen. Ko ဖြစ်တဲ့ဟာကိုဝန်ခံထားပြီးမှလက်နဲ့ကင်ထားပါဆိုတော့ကျဆူတောင်းမယ်နော်။အိုးအနန္တကိုရှင်မြတ်တော်ရှင်ပါကိုယေရှုခရစ်တော်ဖရာပထမဦးစွာကိုရောရဲ့နာမတော်ယူတည်လေးမြတ်ချီရှိတော်မူပါစေတည်းကိုရောဒီကဘာဆက်ဆက်ဘုံတကိုအနုဘောစံပေတော်မူပါစေတည်းအစွန်တတိနဲ့ပြည့်စုံတော်မူပါစေတည်းဟာလေလုယာအာမင်ဟာလေလုယာအာမင်ဟာလေလုယာအာမင်အော်ကိုရောကိုကိုကြပါ၏ကိုရောယေရှုတင်နေယနေ့၌အကျွန်ုပ်မထိုက်တန်ဘဲနဲ့ဤမြတ်ရှိ၌နေရာပြီးတော်မူသောကိုရောယေရှုတော်ကိုပထမဦးစွာချီးမွမ်းနေကျွန်တော်ဒီဘေးအမှုမှတတ်နိုင်တော်သူမဟုတ်ပါဘူးရောကျွန်တော်ဒီဘေးအရာကိုမှတိတော်သူလည်းမဟုတ်ပါတို့တော်ညာလဲအကျွန်ုပ်တိတာတစ်ခုရှိပါ၏ကိုရောဒီအကျွန်ုပ်တို့အနာယောဂါကိုငြိမ့်စေပြီးဆိုတဲ့အရာဒီကျွန်ုပ်တိပါ၏ဤသူတို့ဒီလည်းတိကြပါ၏ကိုရောအားဖြင့်နဲ့အနာယောဂါကိုငြိမ့်ပြီးဆိုတာသူတို့ယုံကြည်ကြပါ၏ကိုရောသူတို့ဤနာရတော့အတီတီ diabetes ဖြစ်စေအလက်ကြီးဖြစ်စေတီတွားချင်းမမှန်နေဖြစ်စေအဆိုင်ယောဂဖြစ်စေဝဏဝန္တာဖြစ်စေမျက်စိအကျိုးနာကျင်နေဖြစ်စေဤအရာအလုံးစုံတို့ဒီကိုရောချမ်းသာစေနိုင်တော်မူကြောင်းကိုအကျွန်တော်တို့ယုံကြည်ကြပါ၏ကိုရောအာမင်ကိုရောဟာအကျွန်တော်တို့ကိုတနာတော်မူပါချမ်းသာရတော့ခွင့်ကိုပေးပါကိုရောနှုတ်ကပတ်တော်အဖြစ်နဲ့အကျွန်တော်တို့တရားရဖြစ်ပါ၏တင်ဤယုံကြည်ခြင်းအဖြစ်တင့်ကိုချမ်းသာစေပြီးဆိုရီကိုရောနှုတ်ကပတ်တော်ဒီအကျွန်တော်တို့အပုတ်အလုံးငါဖြစ်ပါ၏အကျွန်တော်တို့ဤယုံကြည်ခြင်းအဖြစ်ဤအနာယောဂါတို့မှကင်းလွတ်ပြီးချမ်းသာရတော့အခွင့်ကိုအကျွန်တော်တို့ခံစားကြပါလိမ့်ဖြစ်ပါ၏အာမင်အာမင်ကိုရောယေရှုတင်နေကိုရောကောင်းမြတ်ပါ၏အကျွန်တော်တို့တတ်ဆွမ်းသောအရာမရှိတော်ညာလဲကိုရောဤခယုနာတော်အားဖြင့်နဲ့ချမ်းသာရတော့အခွင့်တော်ယေရှုတော်ကိုချီးမွမ်းကြပါ၏အပါခယုနာတော်မြတ်တာတော်ကြီးလာတော်ကိုရောယေရှုခရစ်နာမတော်မြတ်ကိုအမြင်ပြုပြီးအလွန်ယုံကြည်စွာနဲ့ဆုတောင်းဆက်ကပ်ကြပါထောက်ရပါဖျားသခင်အာမင်အာမင်